ngà quay mà bà tu mà là đi luôn bà tu mà nhau đi luôn số là kéo đi luôn này là thay mà cô kỳ ta cô xong nghe mẹ mình đi quay mà bên này nhau chẳng đi để số là cô kỳ ta xíu mình đi tam mà để bà gan để mà thay mà nhớ rồi đi cha đi rồi à đủ được à đủ mà có mấy ta bố bị ông bố à mẹ nó nên mà bố mi raជួយတင်သွားမယ်မေတ္တာမပို့မိရင်စားကြွေးတင်သွားမယ်စားကြွေးတင်ရင်ကြောက်စရာကောင်းတယ်နော်ခန္ဓာနဲ့ဆက်ရမယ်ခန္ဓာနဲ့ဆက်ရမယ်အဲဒါကြောင့်မေတ္တာပို့ပြီးအောင်ပို့ပြီးတော့ကျေလွာလေးချပြီးအလျာတဏ္ဍမြတ်လောက်ရှိတဲ့ခန္ဓာမှာညာနဲ့စောင့်ပြီးတော့ခန္ဓာရဲ့အပြည့်သဘောကိုရှုပွားပါဘေဘီကိုမကြည့်နဲ့ဘေဘီကိုမကြည့်နဲ့တို့ယောဂီများဒီမှာသီလရှိတယ်သမာဓိရှိတယ်အလျာတလံမြောက်လို့ရှိတဲ့ခန္ဓာမှာအာစိဏကံဖြစ်ပျက်ကိုရှုပွားနေတဲ့ယောဂီဖြစ်ပါတယ်ယောဂီရဲ့သီလသမာဓိပညာကိုကြည်ညိုသောအဖြစ်ပူဇော်သောအဖြစ်သာလျှင်အာဟာရခဲပွဲဘောဇဉ်များကိုလူတန်းကြခြင်းဖြစ်ပါတယ်အစာမတော်တလုံးအသွားမတော်တလန်းသူတော်ကောင်းတို့ဒီခန္ဓာနဲ့ဆက်ရတတ်ပါတယ်ဒါကြောင့်တတိတာဝိရိယစိုက်ပညာနဲ့စောင့်ပြီးထိုင်စေလေးမှာခန္ဓာရဲ့အပြည့်သဘောကိုရှုပွားနေပါခန္ဓာရဲ့အပြည့်သဘောကိုရှုပွားနေပါခန္ဓာရဲ့အပြည့်သဘောကိုရှုပွားနေပါဝိယဝိသဘက်ကလည်းတိုးတိုးတိမ်တိမ်ဆောင်ရွက်ပြီးပါတိုးတိုးတိမ်တိမ်ဆောင်ရွက်ပြီးပါအားလုံးတိတ်ဆိတ်ငြိမ်သက်နေကြပါစေအရာထဲကအလှမန်းတက်ကြီးမဟုတ်ပါဘူးဓမ္မရိပ်သာကြီးဖြစ်ပါတယ်ခြေတော်ရှင်အကမဟာပန္တိတမောဂုဆရာတော်ဘုရားကြီးအတန်တော်ဉာဏ်တော်များကိုဥထိပ်ပါဆင်ပြီးတော့ကိုယ်တိုင်သစ္စာတရား၌ကိုယ်တိုင်သစ္စာတရားတိုင်းနှလုံးသွင်းမှအောင်အားထုတ်နေတဲ့သူတော်ကောင်းယောဂီများဖြစ်ပါတယ်အကျဉ်းမစိတ်ဆိုသလိုလက်ပိုက်ပြီးတော့ဘောဇနာဆောင်ကိုကြွကြရမှာဖြစ်ပါတယ်ဟိုကြည့်ဒီကြည့်မကြည့်နဲ့ဟိုကြည့်ဒီကြည့်မကြည့်နဲ့လက်သွားလေးချတာလက်သွားလေးချတာလက်သွားလေးချဒီအလျာတလာများလောက်ရှိရဲ့လူကြောင့်များလို့ဒီတိုင်းတိုင်းတော့ဆင်းပြေပြီးပေါ့တယ်ဖြစ်ပြီးတော့ဆောင်းဣတိဇဝေရသံဃာမိမတရိယသုံးဆောင်ရဖို့ဖြစ်ပြီးတော့အာလုံးဒီလိုဒီဣတိဇဝေရသံဃာပါလို့ဣတိဇဝေအမိမိကိုယောရိမန္တသာကာရိသာဝိပုသမမသောဘာဟုလေရတသံဒီကိုမောတိရှင်ဟောတိရအသာမြတ်တမမောပင်နာပရာအတနာဉာဏ်ပါရာကိုဉာဏ်ပါနိုင်ရေဝေဒနာဟောတိမဘိတိရာဒါဝိညာဏခိုင်ဒီဘေကိုမဘိတိအောင်ရှင်းမီအောင်ဟုသုံးဆောင်မိပါတိသုရတုသာလူနာတော်သူတော်ကောင်းတို့သည်ကိုယ်စိတ်နာပါယေမရပါစီကိုယ်စိတ်နာပါရှင်းသာရပါစီသာဟုသာဟုလေယာမင်္ဂမြတ်မောနိုင်ကြပါစေသာဓုသာဓုသာဓုဟောရတဲ့အာရဏကိုပုံစံပြီးတော့လာလူတို့ကိုယ်စားပေါ်များအားထုတ်ရဲ့ဒီသာဓမ္မတိကိုကိုယ်စားအားထုတ်နေအောင်တော့ဟောရတယ်ပုံစံနဲ့ကြောက်ပါလိမ့်